လူတော်များများကပြင်းရင်ချင်းကိုမကောင်းတဲ့ကျင်းတစ်ခုလို့မြင်တတ်ကြပါတယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတဲ့သူတည်တနာအချို့အရညာကောင်းတဲ့လူတွေဟာတာမန်တဲ့ပိုပြီးပြင်းတတ်ကြတယ်လို့ဆိုပါတယ်ဒါဟာဘာကြောင့်လဲပြင်းတာတကယ်ပဲညာကောင်းခြင်းရဲ့လက္ခဏာတစ်ခုလားဒီနေ့ဗီဒီယိုမှာအဖြေရှာကြည့်အောင်ဗျပထမဆုံးချက်ကတော့အုံနောက်အလုပ်လုပ်ပုံပါ2016ခုနှစ်ကပြုလုပ်ခဲ့တဲ့သူတည်တနာတစ်ခုအရညာရင်မြင်မာတဲ့လူတွေကခန္ဓာကိုယ်လှုပ်ရှားမှုထက်စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကိုပိုဦးစားပေးပါတယ်သူတို့ဟာတစ်ချိန်လုံးအတွေးကဘာထဲမှာပဲပျော်မွေးကြပြီးရှုပ်ထွေးတဲ့ပြဿနာတွေကိုတွေးတောဖြေရှင်းနေရတာကြောင့်ပြင်ပလောကမှာတော့သူတို့ဟာဘာမှမလုပ်ဘဲပြင်းနေတယ်လို့မျိုးမြင်ရတတ်ပါတယ်တစ်ဖက်မှာတော့ညာရင်တာမန်ရှိတဲ့လူတွေကကြတော့သူတို့ရဲ့ပြင်းကြီးတဲ့စိတ်ကိုဖြေဖျောက်ဖို့အတွက်ခန္ဓာကိုယ်လှုပ်ရှားမှုဒါမှမဟုတ်အားကစားတစ်ခုခုကိုပို့လို့ဆောင်တတ်ကြပါတယ်ဒုတိယအချက်ကတော့အလုပ်ကိုအလွယ်ဆုံးနည်းနဲ့ပြီးအောင်လုပ်ခြင်းနာမည်ကြီးဘေဂေးရဲ့စကားတစ်ခုရှိပါတယ်ခက်ခဲတဲ့အလုပ်တစ်ခုကိုပေးဖို့အတွက်ကျွန်တော်ကပြင်းကြီးတဲ့လူတယောက်ကိုရွေးပါလိမ့်မယ်ဘာလို့လဲဆိုတော့ပြင်းတဲ့လူဟာအလုပ်တစ်ခုကိုအလွယ်ဆုံးနည်းနဲ့ပြီးအောင်လုပ်တတ်လို့ပါတဲ့ညာကောင်းတဲ့လူတွေဟာသူတို့ရဲ့ပြင်းမှုကိုတက်တာအောင်လို့အလုပ်တွေကိုပိုမြန်အောင်ပိုတက်တာအောင်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကိုပဲအမြဲစဉ်းစားလေးရှိပါတယ်ဒါဟာတီထွင်ဖန်တီးမှုကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းပါပဲတတိယချက်ကတော့ strategist laziness ပါညာကောင်းတဲ့လူတွေဟာဘယ်ဟာကအရေးကြီးတယ်ဘယ်ဟာအရေးမကြီးဘူးလဲဆိုတာကိုတေချာခွဲခြားတတ်ကြပါတယ်အကျိုးမရှိတဲ့နေရာတွေမှာအချိန်ဖြုံးတာကိုသူတို့ဟာပြင်းတယ်လို့တတ်မှတ်ပြီးအဲ့ဒီနေရာမှာအားစိုက်ထုတ်ဖို့သူတို့ကညှင်းဆန်တတ်ကြပါတယ်သူတို့ဟာတကယ်အရေးကြီးတဲ့နေရာမှာအသုံးချဖို့အတွက်စွမ်းအင်တွေကိုခြွေတာထားတာမျိုးဖြစ်ပါတယ်စရုပ်ထားအချက်ကတော့အတွေးလွန်ခြင်းနဲ့အာရုံစိုက်မှုဒီနေရာမှာတတိထားမဲ့အချက်တစ်ခုရှိပါတယ်ညာကောင်းတဲ့လူတွေကအရာရာကိုအသေးစိတ်အတွေးလွန်တတ်တာကြောင့်အလုပ်တစ်ခုကိုစတင်မှုခက်ခဲနေတာပြီးဒါကိုလူတွေကပြင်းတာလို့ထင်မှားတတ်ကြပါတယ်သူတို့ဟာပြည့်စုံခြင်းနဲ့စိတ်ကြောင့်ခြေလမ်းစားဖို့တွန့်ဆုတ်နေတတ်ကြတာပါညီကုန်းချိုးရရင်တော့တင်ဟာပြင်းနေတတ်တဲ့လူတယောက်ဖြစ်ရင်ဒါဟာညာရင်မြင်မာမှုရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်ဒါပေမဲ့ပြင်းတာနဲ့ပြင်းရင်တွေကိုတက်ကတော့မတူပါဘူးညာကောင်းတဲ့လူတွေကပြင်းနေပေမဲ့သူတို့ရဲ့အုံနောက်ထဲမှာတော့အမြဲတမ်းတစ်ခုခုတီထွင်ဖန်တီးနေတဲ့လူတွေပါတင်ကရောဘယ်လိုလူမျိုးလဲပြင်းနေပေမဲ့တစ်ခုခုအမြဲတမ်းတွေးတောနေရတူလားကိုမေ့မှာဖြေတော့ပြပါအောင်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်